မိခလုတ်ကိုဖွဲ့လိုက်တာပဲဖြစ်ဖြစ်ဖုံးကိုအားသွင်းတာပဲဖြစ်ဖြစ်နေ့စဉ်ဘဝမှာကျွန်တော်တို့အားလုံးဟာမမြဲရတဲ့စွမ်းအင်စီကြောင်းတစ်ခုကိုအမြဲသုံးနေကြတာပါအဲ့ဒါကို alternating current ဒါမှမဟုတ် AC လို့ခေါ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့ရဲ့ကဘာကြီးကိုလဲပတ်ဆင်းနေတဲ့ဒီ AC ပတ်လန်းဒီရဲ့နောက်ွယ်ကအလုံးလုံးပုံကိုအတူတူကြည့်ကြအောင်ဟုတ်ပြီစဉ်းစားကြည့်လေအင်္ဂါပလက်ပေါက်ကနေလာတဲ့လက်စစ်ကတည်ငြိမ်နေတဲ့စီးကြောင်းတစ်ခုမဟုတ်ဘူးဆိုရင်ကောတကယ်တော့သူကအတက်အကျရှိနေတဲ့လှိုင်းတစ်ခုနဲ့ပို့တူပါတယ်အဲ့ဒီလှိုင်းကကျွန်တော်တို့ရဲ့ set PC တွေကိုဘယ်လိုများစွမ်းရင်ပေးနေနိုင်တာလဲစိတ်ဝင်စားစရာပဲနော်ပထမဆုံးအနေနဲ့ AC နဲ့ DC ဆိုတဲ့အခြေခံလေးကိုနားလည်ဖို့လိုပါတယ် DC ဆိုတာက battery လိုမျိုးပေါ့လက်စစ်ကမိရည်စီးသလိုတလန်းလေးကိုပဲတသမတ်တီးစီးစစ်နေတာ AC ကကျတော့အဲ့လိုမဟုတ်ဘူးသူကလွှာတလက်လိုပဲရှင်းတဲ့နောက်ကိုအဆက်မပြတ်ရွေလာနေတာဒီလိုဥဒိယအမြဲပြောင်းနေတာကပဲ AC ရဲ့အဓိကအချက်ပါပဲကောင်းပြီဒီလိုဆိုရင်အမေနဲ့အတက်ဖြစ်နေတဲ့လက်စစ် line ကိုရောဘယ်လိုတိုင်းတာပြီးဖော်ပြကြမလဲအဓိကကတော့သူ့ရဲ့စီးချက်ပါပဲအဲ့ဒီစီးချက်ကအရာအလုံးရဲ့အခြေခံပဲဒီမှာပြထားတဲ့ graph ကိုတစ်ချက်ကြည့်လိုက်ပါဒါက AC signal ရဲ့ပုံမှန် line ပုံစံ sine wave ပါပဲတွေ့တဲ့အတိုင်းပဲ line လေးကအပရောကိုချောင်းမွေ့ဆိုတာတက်သွားပြီးအမြင့်ဆုံးထိပ်ကိုရောက်တယ်ပြီးတော့အောက်ကိုပြန်ဆင်းပြီးအနှိမ့်ဆုံးကိုရောက်သွားတယ်ဒီလိုလာပါတဲ့အတက်အကျစီးချက်ကိုပဲအဆက်မပြတ်ထက်ခါလုပ်နေရပါအဲ့ဒီ line ရဲ့အမြင့်ဆုံးထိပ်နေရာလေးတွေကို peak value ဒါမှမဟုတ်အမြင့်ဆုံးတန်ဖိုးလို့ခေါ်ပါတယ်သင်္ကေတ VM နဲ့ပြပါတယ်ဒါကတော့အဲ့ဒီ AC signal ကရောက်နိုင်တဲ့အမြင့်ဆုံးစွမ်းအားပမာဏကိုပြတာပေါ့ဒီ line ကိုအချိန်နဲ့ပတ်သက်ပြီးတိုင်းတာတဲ့အဓိကအချက်နှစ်ခုရှိပါတယ်တစ်ခုက period သင်္ကေတ T ပေါ့ဒါက line တစ်ပတ်ပြည့်အောင်ဆိုလိုတာကအတက်အကျတစ်စုံဖြစ်ဖို့ဘယ်လောက်ကြာတယ်လဲဆိုတာပါနောက်တစ်ခုက frequency သင်္ကေတ F ပါဒါကြောင့်တစ်စက္ကန့်အတွင်းမှာအဲ့ဒီလို line အပတ်ပေါင်းဘယ်လောက်များဖြစ်နေတယ်လဲဆိုတာကိုတိုင်းတာတာပါသူတို့နှစ်ခုကပြောင်းပြန်ချိုးကြတယ်ဆိုတော့ period ကြာရင် frequency နည်းမယ် period တိုးရင် frequency များမှာပေါ့အခုတကယ်အရေးကြီးတဲ့အပိုင်းတစ်ခုကိုရောက်လာပါပြီ RMS တန်ဖိုးပါလက်တွေ့မှာကျွန်တော်တို့အိမ်သုံးမီ220ဘူးလို့ပြောတဲ့အခါအဲ့ဒါကခုနပြောတဲ့အမြင့်ဆုံး peak value ကိုပြောနေတာမဟုတ်ပါဘူး RMS တန်ဖိုးကိုပြောတာပါဒါကဘာကိုဆိုလို့လဲဆိုတော့ဒီ AC ဘိုးအားက DC ဘိုးအားတစ်ခုလိုမျိုးစွမ်းရင်ဘယ်လောက်ပြေးနိုင်တယ်လဲဆိုတာကိုနိုင်ရှင်ပြတဲ့လက်တွေ့အတုံးဝင်တဲ့တိုင်းတာမှုတစ်ခုပါပဲဒီမှာစိတ်ဝင်စားဖို့ကောင်းတာကသူ့ကိုတွေ့ရတာတိတ်မခက်ပါဘူးလက်တွေ့အတုံးဝင်တဲ့ RMS တန်ဖိုးကိုလိုချင်ရင် theory အရာအမြင့်ဆုံးဖြစ်တဲ့ peak value ကို square root of 2နဲ့စလိုက်ရုံပါပဲဒီနီလန်းလေးနဲ့ theory တန်ဖိုးနဲ့လက်တွေ့တန်ဖိုးကိုချိတ်ဆက်ပေးလိုက်တာပေါ့ကဲအခု AC ပတ်လန်းထဲမှာရှိရဲ့အခြေခံကြဆုံးအစိတ်ပိုင်းတစ်ခုဖြစ်တဲ့ resistor အကြောင်းကိုကြည့်လိုက်ရအောင်သူကတော့အရာအလုံးကိုစီးချက်ကြက်ထိန်းပေးတဲ့သူပါ resistor ရတော့ဇလန်ကတိတ်မလျှော့ထွဲတာကို volt R line နဲ့ AC line တွေက in phase ဖြစ်တယ်လို့ပြောကြတယ်ဆိုလိုတာကသူတို့နှစ်ခုကတထပ်တေးကြနေတာအတူတူအမြင့်ဆုံးကိုတတ်တယ်အတူတူအနှိမ့်ဆုံးကိုပြန်ဆင်းတယ်စီးချက်ညင်ကြီးကနေတဲ့အာကသမနေအောင်လို့ပါပဲဘာမှလွဲကြော်မှုမရှိဘူးဟုတ်ပြီ resistor အထက်နည်းနည်းပိုရှုပ်ထွေးတဲ့အစိတ်ပိုင်းတွေဟစ်တဲ့ inductor နဲ့ capacitor အကြောင်းကိုစက်ကြည့်ရအောင်သူတို့က reactance ဆိုတာသဘောတရားအတက်တစ်ခုကိုမိတ်ဆက်ပြပါလိမ့်မယ်ပထမဆုံးနဲ့ inductor ကိုကြည့်ကြမယ်သူ့ကိုခွာဒါမှမဟုတ် wire ခွေလို့လည်းခေါ်ကြတယ်သူ့ရဲ့အဓိကအလုပ်ကစွမ်းအင်ကိုတန်လိုက်စစ်ကွင်းပုံစံနဲ့ခဏလောက်တိုးလောင်ထားပေးတာပါဒီနေရာမှာ AC ရဲ့စီဝင်စားစရာကောင်းတဲ့အပိုင်းကိုစတွေ့ရပါပြီ။ inductor တစ်ခုတည်းမှာလက်စီးက volt ကိုချက်ချင်းလိုက်မလာနိုင်တော့သူက volt ရဲ့နောက်90ဒီဂရီလောက်နောက်ကျချန်ခဲ့တယ်။ဆိုတော့က volt ကအရင်တက်သွားပြီးမှလက်စီးကနောက်ခဏလိုက်တဲ့ရတယ်လို့မျိုးဖြစ်သွားတာ။ခုနကအကားသမားဥပမာနဲ့ပြန်ပြောရရင်လက်စီးဆိုတဲ့အကားသမားကစီးရက်နောက်ကျသွားတဲ့သဘောပါပဲ။ inductor က fanti လိုက်တဲ့ဒီလိုခုခံမှုကို inductive reactant လို့ခေါ်ပြီး XL နဲ့ဖော်ပြပါတယ်အရေးကြီးတာကသူဟာလက်ရှိရဲ့ပြောင်းလဲမှုကိုခုခံတာပါဒီငြိမ်နေတဲ့ DC လက်ရှိကိုဘာမှမလုပ်ပါဘူးဒါကြောင့်ဒီအာနိသင်က AC မှာပဲရှိတာပါအခု inductor နဲ့စန့်ကျင်ဘန်အလုပ်လုပ်တဲ့ capacitor အကြောင်းကိုကြည့်အောင်သူကတော့စွမ်းအင်ကိုလက်စစ်စက်ကွင်းပုံစံနဲ့တိုးလောင်ပါတယ် capacitor ရဲ့ graph ကတော့ inductor နဲ့တရုတ်ကိုပြောင်းပြန်ပါပဲ capacitor ကလက်စီးကိုဘို့အားထက်90ဒီဂရီရှေ့ကိုရောက်သွားစေတဲ့လက်စီးကအရင်ပြေးနေပြီးမှဘိုးအားကနောက်ကနေလိုက်လာတဲ့ပုံစံပေါ့ဒီတစ်ခါတော့လက်စီးဆိုတဲ့အကက်သမားကစီးချက်ထက်စောပြီးခုန်ထွက်သွားသလိုပါပဲကဲအခုဒီမှာသူတို့နှစ်ခုရဲ့စန့်ကျင်ဘက်အာနိတင်ကိုရှင်းပြီးကြည့်လိုက်ရအောင်
ဘယ်ဘက်က inductor မှာလက်စီးလိုင်းက voile line ရဲ့နောက်ကျကျက်နေတာကိုတွေ့ရပါမယ်။ညာဘက်က capacitor မှာတော့လက်စီးလိုင်းက voile line ရဲ့ရှေ့ကိုစော်ပြီးရောက်နေတယ်။တစ်ခုကနောက်ကျစေတယ်နောက်တစ်ခုကစော်စေတယ်။ဒီပုံကသူတို့ရဲ့ခြားနားချက်ကိုတစ်ချက်ကြည့်ရုံနဲ့ရှင်းရှင်းလင်းလင်းမြင်စေပါတယ်။ ကောင်းပါပြီအခုထိကျွန်တော်တို့လေ့လာခဲ့တဲ့ resistor inductor capacitor တို့ရဲ့သဘောတရားအလုံးကိုပေါင်းစည်းပေးမဲ့နောက်ဆုံးချက်ကိုရောက်လာပါပြီ ဒီမေကွန်ကအရေးကြီးပါတယ်ဘာလို့လဲဆိုတော့လက်တွေ့မှာသုံးတဲ့ပတ်လန်းတွေကဒီအပိုင်းတွေအလုံးပေါင်းပြီးပါဝင်နေတယ်လို့ပါပဲအဲ့ဒီခါမှာပတ်လန်းရဲ့စုစုပေါင်းခုခံတာကဘယ်လိုဖြစ်လာမလဲ ဒီမှာပြထားတဲ့ပတ်လံပုံကိုကြည့်ပါ resistor inductor နဲ့ capacitor တွေအားလုံးကိုတူတကွာချိတ်ဆက်ထားတယ်ဒီလိုခြေနေမှာလက်စစ်စီးစမ်းမှုကိုတားဆီးနေတဲ့စုစုပေါင်းအားဟာ resistor ရဲ့ရိုးရိုးခုခံမှုရော inductor နဲ့ capacitor ကြောင့်ဖြစ်တဲ့အချိန်ကိုက်ကွဲလွဲမှုတွေကနေဖြစ်လာတဲ့ခုခံမှုတွေအားလုံးရဲ့ပေါင်းလာဖြစ်လာပါတယ် အေးစုစုပေါင်းခုခံအားကိုပဲ impedance လို့ခေါ်ပြီးသင်္ကေတ Z နဲ့ဖော်ပြပါတယ်။ဒါဟာ AC ပတ်လည်တစ်ခုရဲ့အလုံးစုံခုခံအားပါပဲ။ resistor ရဲ့ခုခံမှုနဲ့ inductor နဲ့ capacitor တို့ရဲ့အချိန်ကိုက်ပေါ်မှုတည်းရဲ့ခုခံမှု reactance တို့ကိုပေါင်းဆက်ထားတဲ့အဆုံးစုံတိုင်းတာမှုတစ်ခုပေါ့။ဒါကို AC အတွက် Ohm's law လို့လည်းတင်စားခေါ်လို့ရပါတယ်။ ဒီလိုရှေ့ရောက်လိုက်နောက်ကျလိုက်နဲ့ short ထွေးနေပုံရတဲ့ AC ကိုဘာကြောင့်ကဘာပေါ်ကနိုင်ငံတိုင်းတွေပါမှာအဓိကစွမ်းရင်ဖြစ်ထုံးနေကြတာလဲ DC ကပိုရိုရှင်းနေပါမလားဒီမေကုန်းကကျွန်တော်တို့ကို AC ရဲ့အကြီးမားဆုံးအားသာချက်စီကိုဥတည်သွားစေပါတယ်အဲ့ဒါကတော့ volt အားကိုအလွယ်တကူပြောင်းလဲနိုင်စွမ်းနဲ့ keyway ကိုစွမ်းရင်အလေးလာနေစွာဖို့လွတ်နိုင်တာပါပဲဒါကတော့နောက်တစ်ချိန်မှာဆက်ပြီးလေးလာစရာခေါင်းစဉ်တစ်ခုပေါ့